ရိုနယ်ဒိုကအချိန်တိုင်းရဲ့အကောင်းဆုံးကစားသမားမဟုတ်ပါဘူး။ဒါဆိုကမ္ဘာအကောင်းဆုံးကစားသမားကဘယ်သူလဲလီယိုနယ်မက်ဆီပါမက်ဆီနဲ့ပတ်သက်ပြီးခင်ဗျားဘယ်လိုထင်လဲအံ့ဩဖို့ကောင်းလုံးပါတယ်။သူကထိပ်တန်းမော်စရာကစားသမားတစ်ယောက်ပါ။သူကအခုထိကမ္ဘာအကောင်းဆုံးကစားသမားဖြစ်နေလုံးပါပဲ။သူကဘောလုံးသမိုင်းတစ်လျှောက်မှာအကောင်းဆုံးကစားသမားပါ။အကောင်းဆုံးကတော့မက်ဆီပါပဲ။ကျွန်တော်အမြင်တော့မက်ဆီဟာဘောလုံးလောကမှာထာဝရအကောင်းဆုံးကစားသမားပါပဲ။ Messi hits one. Oh, what a goal! That is sensational. ကောင်းပါပြီမိကွန်းကြီးတစ်ခုကတော့မက်ဆီကိုဘယ်လိုတားဆီးမလဲဆိုတာပါပဲအဲ့ဒါကိုလူတိုင်းသိကျင်နေကြတာနှစ်ပေါင်းများစွာသိကျင်ခဲ့ကြပေမဲ့အခုထိဘယ်သူမှတကယ်မတက်နိုင်သေးပါဘူးကျွန်တော်အဲ့ဒါကိုစမ်းသပ်ဖို့စူးစမ်းခဲ့တဲ့အသင်းထဲမှာပါခဲ့ဘူးတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးဒါကြောင့်မက်ဆီကိုတားဖို့ဆိုရင်ကျွန်တော်လည်းလောလောဆယ်ဘာလုပ်ရမှန်းမသိတော့ပါဘူးဘာဂျင်းမင်းကစားခဲ့ဘူးတမျှထဲမှာအခက်အခဲဆုံးပြိုင်ဘက်ကိုပြောပြပေးပါမက်ဆီပါဘောလုံးသမိုင်းတစ်လျှောက်မှာအကောင်းဆုံးကစားသမားလို့ပြောလို့ရပါတယ်ကျွန်တော်တို့လေ့ကျင့်ရေးဆင်းပြီးရင် penalty area အပြင်ဘက်ကနေဂိုးကန်လေ့ကျင့်လေးရှိတယ်နှစ်ယောက်တည်းအသင်းတွေခွဲပြီးကန်ကြတာသူက Soares နဲ့တွဲတယ်ကျွန်တော်က Rakitic နဲ့မဟုတ်ဘူးကျွန်တော်က Vida နဲ့တွဲတာအဲ့ဒီမှာကျွန်တော်တို့အချိန်တရာလောက်ကန်ကြတယ်ဗျသူက68ဂိုးဝင်တယ်ကျွန်တော်ပြောပြမယ်ဒါကပုံမှန်မဟုတ်ဘူးဂိုးသမား Tastigan ကိုကြော်ပြီးဂိုးထောင်ထဲကိုတန်းဝင်တာကျွန်တော်ဂျာမနီမှာတော့က Tastigan ကိုဟေ့လူဘာဖြစ်လို့လဲလို့မေးတော့သူကငါမကာကွယ်နိုင်ဘူးလို့ပြောတယ်တကယ်ကိုပြည့်စုံတဲ့နေရာလို့ဂိုးတိုင်ဘေးကထောင်းကွက်လေးတဲ့ကိုအမြဲဝင်တာသူကိုလွဲသွားတဲ့အခါတိုင်းမှာကျွန်တော်တို့ကသူနေမကောင်းဘူးထင်တယ်ဖျားနေတာလားလို့တော့တွေးမိကြတယ်ကျွန်တော်ကအားလုံးအဆင်ပြေရဲ့လားလို့မေးရတယ်သူကဘယ်တော့မှမလွဲဘူးဝေါဒါကပုံမှန်မဟုတ်ဘူးကျွန်တော်အတွက်တော့မက်ဆီဟာဘောလုံးလောကမှာထာဝရအကောင်းဆုံးကစားသမားပါပဲသူလုပ်ပြနေတာတွေသူလုပ်တယ်လို့မျိုးလုပ်နိုင်မဲ့နောက်ထပ်ကစားသမားတစ်ယောက်ကိုကျွန်တော်တို့ထပ်မြင်ရပါဦးမလားမသိဘူးဘာလို့လဲဆိုတော့သူကစားတဲ့ပုံစံကတီးတန့်ဖြစ်နေပြီးအဲ့ဒီလိုကစားသမားမျိုးဖြစ်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ထင်ပါတယ်ဒါကြောင့်ပဲသူကတူးလဲတော့သူလို့ကျွန်တော်ပြောတာပါကျွန်တော်ကတော့သူနေ့တိုင်းဘာတွေလုပ်ပြလဲဆိုတာကိုမြင်တွေ့ခွင့်ရခဲ့လို့ကံကောင်းခဲ့ပါတယ်မက်ဆီဘယ်လောက်တော်လဲဆိုတာကျွန်တော်ဒီလိုသိတာကွင်းထဲမဝင်ခင်ကတည်းကဘူးစကတ်အင်နီယေစတာနေမာတို့ရှိနေတာတော့မက်ဆီဆိုတဲ့အတန်ပဲကြားနေရတာသူကကွင်းထဲကိုနောက်ဆုံးမှဝင်လာတာအရန်ကိုတည်ငြိမ်အေးဆေးတယ်ဒီလူဘူးလေးကဘယ်လိုမော်စရာမျိုးလဲလို့ကျွန်တော်တွေးနေမိတယ်ပြီးတော့သူကွင်းထဲရောက်ရင်ဘယ်သူမှသူ့နားမကတ်နိုင်ဘူးတကယ်ကိုယူချင်စရာပဲသူ့ပတ်လဲမှာစက်ကွင်းတစ်ခုရှိနေတယ်လို့ပဲဘယ်သူမှအနာမသွားနိုင်ဘူးသူကအထုတ်ထိပ်ပဲအကယ်၍မင်းအနာကိုသွားဖို့ကြိုးစားရင်မသိဘူးလေကျွန်တော်သူ့နာကပ်ဖို့ကြိုးစားတော့ကချော်လဲသွားခဲ့ဘူးတယ်မက်ဆီကကမ္ဘာအကောင်းဆုံးကစားသမားပါအခုမက်ဆီနဲ့ပတ်သက်ပြီးပြောရရင်ကျွန်တော်ကစားသမားတစ်ယောက်လိုအပ်မယ်ဆိုရင်ဂိုးတွေလည်းသွင်းနိုင်အင်းရမယ်ဂိုးဖန်တီးမှုတွေလည်းလုပ်နိုင်ရမယ်ဆိုရင်ကျွန်တော်နေတိုင်းမက်ဆီကိုပဲရွေးချယ်မှာပါကျွန်တော်အရင်ကလည်းပြောခဲ့မှုပါတယ်ဒါက PlayStation ဂိမ်းကစားနေရတယ်လို့ပဲမင်းသူ့ကိုဘောလုံးပေးလိုက်ရင်သူကကစားသမားအားလုံးကိုတယောက်ပြီးတယောက်ကြော်ဖြတ်သွားတော့တာအဲ့ဒါမက်ဆီပဲအထူးသဖြင့်အာဂျင်တီးနားလူမျိုးတွေအနေနဲ့သူတို့မှာဒီလိုကစားသမားမျိုးရှိနေတာကိုတန်ဖိုးထားသင့်ပြီးသူကစားနေစေကာလမှာပျော်ပျော်ရွှင်ရွှင်ကြည့်ရှုသင့်တယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဒါကလှပတဲ့ဘောလုံးကစားနေမှုလို့ပါအကိုရာမက်ဆီကတော့တခြားစီပဲမက်ဆီကတခြားအဆင့်တစ်ခုပဲသူကပုံမှန်မဟုတ်ဘူးသူ့ကိုပြိုင်ဘက်အဖြစ်ကစားခဲ့ဘူးတဲ့သူတွေဒါမှမဟုတ်အသင်းဖော်ဖြစ်ကစားခဲ့ဘူးတဲ့သူတွေကိုမေးကြည့်ပါကျွန်တော်ကိုယုံလိုက်ပါမက်ဆီကကမ္ဘာအကောင်းဆုံးကစားသမားလို့ကျွန်တော်ထင်ပါတယ်သူဘောလုံးကစားနေတဲ့ရွေးဒီစုနဲ့ထိုက်တန်ပါတယ်လီယိုမက်ဆီနဲ့တခြားသူတွေကြားကကွာခြားချက်ကတော့သူကနေရာတိုင်းမှာအကောင်းဆုံးဖြစ်နေတာပါပဲသူကအကောင်းဆုံးနောက်ခံလူလည်းဖြစ်နိုင်တယ်အကောင်းဆုံးခေါင်းတိုက်သူလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့သူကညံကောင်းလို့ပါသူကအသိဉာဏ်အရှိဆုံးပဲတရက်မှာကျွန်တော်အဖေကအကောင်းဆုံးကစားသမားတွေဆိုတာအသိဉာဏ်အရှိဆုံးသူတွေပဲလို့ပြောခဲ့ဘူးတယ်လီယိုကတမိုင်းမှာအသိဉာဏ်အရှိဆုံးဘောလုံးသမားလို့ကျွန်တော်ထင်ပါတယ်အဲ့ဒါအပြင်ဟုတ်ပါတယ်ဒါကဘောလုံးဆိုင်ရာအသိဉာဏ်ကိုပြောတာပါလူမှုဘဝဉာဏ်ရည်ကိုပြောတာမဟုတ်ပါဘူးဘောလုံးဉာဏ်ပညာပါဘောလုံးကသူ့ခြေထောက်ထဲရောက်နေတဲ့အချိန်မှာပေါ့အဲ့ဒါကြောင့်ပဲသူကဘယ်နေရာမှာမဆိုအကောင်းဆုံးဖြစ်နေတာပါကျွန်တော်တို့သူ့ကိုရင်ဆိုင်ကစားရတဲ့အခါသူဘလောက်တောင်ကောင်းတဲ့ကစားသမားလဲဆိုတာသတိထားမိလိမ့်မယ်အသက်39နှစ်နီးပါးရှိနေပြီဖြစ်ပြီး2026ကမ္ဘာဖလားမှာ9ဂိုးသွင်းထားတဲ့သူကအထောင်တိုက်စစ်မှုနံပါတ်9တောင်မဟုတ်ဘူးသူ့နာမည်ကမက်ဆီပါအဲ့ဒါအပြင်သူကကမ္ဘာဖလားတမိုင်းတစ်လျှောက်အများဆုံးဂိုးသွင်းရှင်စံချိန်ကိုဒီနေ့ပဲချိုးဖျက်ပြီးတမိုင်းတစ်ရေးထိုးလိုက်ပါပြီဒီလူစီကနေမယုံနိုင်စရာတွေမြင်တွေ့ရတာပါအသက်39နှစ်နီးပါးအရွယ်မှာကမ္ဘာဖလားပွဲစဉ်2ပွဲအတွင်း9ဂိုးသွင်းယူနိုင်တာကအန်အော်စရာထက်ကိုပိုပါတယ်ကျွန်တော်တို့တစ်ဖက်9ယောက်စီကွင်းတစ်ဝက်လောက်မှာကစားကြတော့ကဟုတ်ကဲ့သူကအဝေးကြီးကနေပြေးလာလိမ့်မယ်အဲ့ဒီကနေပြေးလာပြီးဂိုးသမားစီကနေဘောလုံးသွားတောင်းလိမ့်မယ်ကျောင်းကကလေးတွေလိုပေါ့ငါ့ကိုဘောလုံးပေးရဆိုပြီးတော့တစ်ချိန်တည်းမှာပဲဒါကဘူးစကတ်ရဲ့လေ့ကျင့်ရေးပဲဒါကြောင့်သူအဝေးကြီးထိတွားရမယ်ဆိုရင်ဒီနေ့စာပေကိုကြော်ရမယ်ဒါမှမဟုတ်ဘူးစကတ်ပူယိုဒါမှမဟုတ်ယာဖာမာကွက်
ဘသူပဲကစားကြော်ရမှာအင်းအသင်းကဘသူလဲမက်ဆီဒဏ်ရာရနေအန်အော်စီယာထက်ကိုပိုပါတယ်ကျွန်တော်တို့တစ်ဖက်9ယောက်စီကွင်းတစ်ဝက်လောက်မှာကစားကြတော့ကဟုတ်ကဲ့သူကအဝေးကြီးကနေပြေးလာလိမ့်မယ်အဲ့ဒီကနေပြေးလာပြီးဂိုးသမားစီကနေဘောလုံးသွားတောင်းလိမ့်မယ်ကျောင်းကကလေးတွေလိုပေါ့ငါ့ကိုဘောလုံးပေးရဆိုပြီးတော့တစ်ချိန်တည်းမှာပဲဒါကဘူးစကက်ရဲ့လေ့ကျင့်ရေးပဲဒါကြောင့်သူအဝေးကြီးထိတွားရမယ်ဆိုရင်ဒီနေ့စာပေကိုကြော်ရမယ်ဒါမှမဟုတ်ဘူးစကက်ပူယိုဒါမှမဟုတ်ယာဖာမာကွက်ဘသူပဲကစားကြော်ရမှာအင်းအသင်းကဘသူလဲမက်ဆီဒဏ်ရာရနေလို့သူ့ကိုရင်ဆိုင်မကစားခဲ့ရဘူးဖះသခင်ကိုကျေးဇူးတင်ရမယ်သူဒဏ်ရာရနေလို့မဟုတ်ဘူးကျွန်တော်ကန်ကောင်းခဲ့တာလီယိုနယ်မက်ဆီမှာတခြားဘသူမှဘယ်တော့မှရှိလာမှာမဟုတ်တဲ့အရာတစ်ခုရှိတယ်နိုင်ရှင်လို့မရဘူးနိုင်ရှင်လို့မရတာဟုတ်တယ်သူကတဘာဝကပေးတဲ့ပါရမီရှင်ပါသူအလိုရှိတဲ့အချိန်တိုင်းမှာပွဲတစ်ခုကိုအနိုင်ရအောင်လုပ်ဖို့သူ့ရဲ့ဘယ်ချေတစ်ဖက်ပဲလိုအပ်တယ်ဒါကြောင့်သူနဲ့တူလေ့ကျင့်ခန်းဆင်းရတဲ့အခါကျွန်တော်ဘောလုံးဘယ်လိုကစားရမလဲတော့မသိတော့သလိုခံစားရတယ်သူကတကယ်ကိုတခြားအဆင့်တစ်ခုမှရှိနေတာပါသူကဘောလုံးသမိုင်းတစ်လျှောက်မှာအကောင်းဆုံးကစားသမားပါသူပထမဆုံးလေ့ကျင့်ရေးဆက်လုပ်တုန်းကဘောလုံးကိုဆွဲသွားတာကျွန်တော်ဆိုလိုတာကဘောလုံးကသူ့ခြေထောက်ကနေလွတ်ထွက်သွားဖို့မဖြစ်နိုင်တယ်လို့ပဲဘာလို့လဲဆိုတော့ဘောလုံးကသူ့ခြေထောက်မှာအမြဲကပ်နေလို့သူ့စီကဘောလုံးလူဖို့မဖြစ်နိုင်ဘူးအဲ့ဒီနေပြီးတော့ကျွန်တော်တို့ကဝေါဒါဘာကြီးလဲလို့ပြောခဲ့ကြတယ်သူကျွန်တော်ကိုရင်ဆိုင်တဲ့အချိန်တုန်းကသူကတကယ်ကိုတေးသေးလေးမို့လို့ကောင်းလေးတစ်ယောက်လို့မြင်ရတဲ့အဟင်းသူကျွန်တော်စီတန်တန်မတ်မတ်ပြေးလာတယ်သူ့ရဲ့အချိန်နဲ့ဘောလုံးထိန်းချုပ်ပုံကပထမဆုံးစက္ကန့်မှာတင်ခမားနေဦးဒီလူတစ်ခုခုတော့မှားနေပြီလို့တွေးမိလိမ့်မယ်ဘာလို့လဲဆိုတော့ပုံမှန်ဆိုရင်ဘောလုံးကိုပထမတစ်ချက်ထိန်းလိုက်ရင်နည်းနည်းဝေးသွားတတ်တယ်ဒါမှမဟုတ်ညာချင်းနဲ့ထိန်းရင်သူဘာလုပ်မလဲဆိုတာတန်းသိတာတယ်သူကြတော့ဘောလုံးကခြေထောက်မှာကပ်နေတာသူကပုံမှန်မဟုတ်တဲ့အချိန်နဲ့ပြေးလာတာပြီးတော့ချက်ချင်းပဲကျွန်တော်ကျမ်းပြင်ပေါ်လဲကျသွားရောကျွန်တော်စူးစမ်းကြည့်ပေမဲ့သူကညာဘက်ကိုရိမ့်ပြီးဘယ်ဘက်ကိုထွက်သွားတဲ့သူ့ရဲ့ပုံမှန်အတိုင်းလှည့်စားမှုကိုလုပ်သွားတာကျွန်တော်ကျမ်းပြင်ပေါ်ရောက်သွားပြီးအဲ့ဒီအချိန်ကစလို့နေဦးဒီလူကတော့ထူးခြားတဲ့သူဖြစ်လာနိုင်တယ်လို့ကျွန်တော်စပြောခဲ့တာရိုနယ်ဒိုကအချိန်တိုင်းရဲ့အကောင်းဆုံးကစားသမားမဟုတ်ပါဘူးဒါဆိုဘယ်သူလဲကျွန်တော်ကတော့မက်ဆီလို့ပဲပြောမှာပါအကြောင်းရင်းကတော့ဂိုးမျိုးစားကွာခြားချက်ကြောင့်ပါသူကမတူညီတဲ့ဂိုးတွေကိုသွင်းနိုင်တယ်ဘောလုံးကဂိုးပိုက်ထဲဘလို့ဝင်ရေးမကြည့်ထားပါတယ်ဒါကြောင့်လူစားဝင်ကစားသမားအဖြစ်ဘသူကိုလိုချင်လဲဆိုတဲ့မေးခွန်းကရိုနယ်ဒိုလို့ပြောတာကရေစရာကြီးပါဘာလို့လဲဆိုတော့မက်ဆီကမတူညီတဲ့ဂိုးမျိုးစားတွေကိုသွင်းနိုင်လို့ပါအရေးမကြီးပါဘူးမက်ဆီကဘဲချေတစ်ဖက်တည်းနဲ့ပဲဂိုးတွေအကုန်သွင်းရင်တောင်မှသူကလူစားဝင်ခုံကနေဂိုးသွင်းနိုင်ခြေပိုများပြီးကိန်းကနန်းချက်လက်တွေရလဲမက်ဆီကလူစားဝင်ကစားချိန်မှာရိုနယ်ဒိုထက်ဂိုးပိုသွင်းနိုင်တာကိုသက်သေပြနေပါတယ်ဒီတော့သူတို့နှစ်ယောက်လုံးကတကယ်ကိုအံ့ဩစရာကောင်းတဲ့ကစားသမားတွေပါဒါပေမဲ့ရိုနယ်ဒိုလုံနိုင်တာတွေကတော့ကောင်းတိုက်တာပြစ်ဒဏ်ဘောကန်တာစတဲ့ခင်ဗျားပြောခဲ့တဲ့အချက်တွေအားလုံးပေါ်ပြည့်စုံတဲ့ကစားသမားတစ်ယောက်အနေနဲ့မက်ဆီမလုံနိုင်တဲ့အာမတန်တဲ့ခြေဒါမှမဟုတ်ဝေရင်ဘောတွေမှာသူလုံနိုင်တာကိုကျွန်တော်လုံးဝသဘောတူပါတယ်ဒါပေမဲ့မက်ဆီကတော့ကစားသမားတစ်ယောက်အနေနဲ့ခင်ဗျားမြင်နေရတဲ့အရာကိုတော့မယုံကြည်နိုင်တော့တဲ့နေရာတစ်ခုစီခေါ်ဆောင်သွားနိုင်တယ်ရိုနယ်ဒိုလုတ်ပြတာတွေကတခြားကစားသမားတွေလည်းလုံနိုင်တဲ့အရာတွေပါကောင်းတိုက်တာကောင်းတဲ့သူအလွတ်တီကန်ဘောကောင်းကန်တဲ့သူတွေကိုခင်ဗျားအရင်ကမြင်ဘူးမှာပါမက်ဆီကတော့ကျွန်တော်တို့တခါမှမမြင်ဘူးတဲ့အရာတွေကိုလုပ်ပြနိုင်ပြီးအရင်ကကျွန်တော်ပြောခဲ့သလိုပဲဂိုးဖန်တီးမှုတွေနဲ့အဲ့ဒီနေရာကနေပွဲတစ်ပွဲလုံးကိုထိန်းချုပ်မောင်းနေနိုင်တာမျိုးတွေလုပ်နိုင်ပါတယ်။ဘာစီလိုနာနဲ့ကစားရမယ့်အချိန်တိုင်းမှာအိုဖျားသခင်ရေတစ်ပတ်လုံးလေ့ကျင့်ရေးကမက်ဆီအကြောင်းပဲဖြစ်နေတာ။ကျွန်တော်တို့သူ့စီမှာကစားသမား2ယောက်3ယောက်လောက်ထားရတယ်။မက်ဆီကိုတယောက်ချင်းတပတ်မကာကွယ်နိုင်ဘူး။မဖြစ်နိုင်ဘူး။ခင်ဗျားသိပြီပဲ။ပြီးတော့သူတို့ကစားတဲ့ပုံစံဘောလုံးပေးပို့ပုံတွေရဲ့တစ်ခုလေးသောရည်ရွယ်ချက်ကဘောလုံးကိုသူ့စီရောက်အောင်ပို့ပေးဖို့ပဲသူလုပ်နေတာကပွဲကိုစောင့်ကြည့်နေတာပဲသူလမ်းလျှောက်နေတဲ့အကြောင်းကျွန်တော်တို့အားလုံးပြောကြတာသိပါတယ်ဒါပေမဲ့အဲ့ဒါကနေရာလှုပ်ရှားနေတာပါဘောလုံးကသူ့စီရောက်သွားတာနဲ့လှုပ်ရှားမှုတွေစပြီးလူတိုင်းပြေးကြပြီးလူတိုင်းလှုပ်ရှားကြပြီးသူဘောလုံးထိပုံပေးပို့ပုံတွေကအရန်ခက်ခဲတယ်ကျွန်တော်အတွက်တော့နှိုင်းယှဉ်မှုတွေရှိနေတာသိပေမဲ့ကျွန်တော်သူတို့2ယောက်လုံးနဲ့ရေဆိုင်ကစားခဲ့ပြီးကစားတဲ့အခါမက်ဆီကကျွန်တော်နဲ့အရန်နီးကပ်တဲ့နေရာမှာရှိခဲ့တာခရစ္စတီယာနိုရိုနယ်ဒိုလုပ်ခဲ့တဲ့အရာတွေကြောင့်လည်းပါရာမို့လို့ကျွန်တော်ဝေးကြီးကွာခြားတယ်လို့မပြောလို့ပေမဲ့ကျွန်တော်အတွက်တော့နှိုင်းယှဉ်စရာကိုမရှိတာပါအရန်ကိုကောင်းပါတယ်သူနဲ့တူကစားရတာကအံ့ဩစရာကောင်းပြီးသူ့ကိုပြိုင်ဘက်အဖြစ်ရင်ဆိုင်ရတာကတော့အဆိုးဆုံးပါပဲ